ချိန်လုံးငါပေါ်လင်းဒီမှာဆန်းဆန်းလေးဝခါရှင်ရင်လေးနဲ့ရမ်းမလာရင်မင်းတို့ငယ်ဝါဒီကကြီးကကလေးမလေးတွေသူတဲငါလေးပြိုင်ဆိုင်ငါကွဲထားလို့ရေချက်ကလေးတော့ဖို့လို့ထားတယ်နေရသူကိုကြီးတော်ရွှေရင်တွေတက်တက်ခုမာတယ်မကြီးကောင်းပါလေလိုက်ကြည့်ပြီးရင်းနေခုံနေလို့တဲ့ကိုရတို့လို့ပါကွာငါမကြည့်ပါတမင်ကြည့်ရလားလို့မဟုတ်ရပါဘူးကွာပညာရှာလို့အရွှေမရောက်ခင်လေးမှာချီရင်ချီရကောင်းနေမှမစင်းတော့သေးပါဒါပေါ့တချို့တွေကတောင်းဆောင်ရင်ပြန်ထွက်သွားတော့မွေးမေးမင်းနဲ့နေပူပူမိုးရွာထဲမှာကျွေးနေတဲ့အပေးချီစုကိုအတိတလုံးလုံးနဲ့မိမတယောက်ကောက်ယူသွားတယ်ဗျာဟာဒိပါလားကွာကျွန်တော်လူရဲ့ရှိရဲ့ချက်ကအခုလည်းမဟုတ်ပါပညာဆောင်လို့အရွယ်ရောက်တဲ့နေ့မှာဖေနဲ့အမေရဲ့ကျေးဇူးကိုစပီးမှသာချေရင်ချေရကောင်းနေမှစဉ်းစားတော့မြဗျာတော့ရွှေမမယ်ကွာကပြိုင်တော့စောက်ကြည့်ရသေးတာပေါ့ချစ်တဲ့ညီလေးချစ်လို့ကိုကြီးပြောမိမင်းငါယူလို့စိတ်ကူးလေးမရှိလိုက်နေပဲမင်းငါယူရင်အချင်းချတဲ့ချစ်သမားငါညီဟုတ်ကဲ့ကိုကြီးရင်ထဲမှာစိတ်မိတ်လို့တော့ခမောင်းသားတော့ယူရလေးပြောင်းကျွန်တော်သားတော့မယူရဘူးတဲ့အတန်းလုံးပါလို့အကြိုက်တွေရင်အာမမခံဘူးဗျာရတယ်ဆိုကြိုက်လို့လည်းငါကောင်းကြီးဒါရမေးညတာခက်တဲ့ကွာဒီကေကာလာမင်းတို့ယူခေါ်လို့အောင်ရုပ်ကလေးတွေတိတ်လာကြတယ်ဘိုးရဲ့ငယ်ဘွားဘိုးတို့ချိန်လုံးငါပေါ်လင်းဒီမှာဆန်းဆန်းလေးဝခါရှင်ရင်လေးနဲ့ရမ်းမလာရင်မင်းတို့ငယ်ဘွားဒီကကြီးကကလေးမလေးတွေသူတဲငါလေးပြိုင်ဆိုင်ငါကွဲထားလို့ရေချက်ကလေးတော့ဖို့လို့ထားတယ်နေရသူကိုကြီးတော်ရွှေရင်တွေတက်တက်ခုမာတယ်မကြီးကောင်းပါလေလိုက်ကြည့်ပြီးရင်းနေခုံနေလို့တဲ့ကိုရတို့လို့ပါကွာငါမကြည့်ပါတမင်ကြည့်ရလားလို့မဟုတ်ရပါဘူးကွာပညာရှာလို့အရွှေမရောက်ခင်လေးမှာချီရင်ချီရကောင်းနေမှမစင်းတော့သေးပါဒါပေါ့တချို့တွေကတောင်းဆောင်ရင်ပြန်ထွက်သွားတော့မွေးမေးမင်းနဲ့နေပူပူမိုးရွာထဲမှာကျွေးနေတဲ့အပေးချီစုကိုအတိတလုံးလုံးနဲ့မိမတယောက်ကောက်ယူသွားတယ်ဗျာဟာဒိပါလားကွာကျွန်တော်လူရဲ့ရှိရဲ့ချက်ကအခုလည်းမဟုတ်ပါပညာဆောင်လို့အရွယ်ရောက်တဲ့နေ့မှာအဖေနဲ့အမေ